ကျင်းတဲ့ဦးလုံးဝမကျင်းတဲ့ဦး အဲ့ဆိုဘယ်လိုလုပ်မလဲ ဒီတစ်ခါဂိမ်းတစ်ခုထပ်ကစားအောင် ထပ်ကစားချင်သေးတယ် ကစားမယ် ရှုံးရင်ဘယ်လိုလုပ်မလဲရှုံးရင် ရှုံးတော့ဝယ်ကျွေးရမှာပေါ့ โอเคโอ ဒီ เค ကကျွန်တော်လုံးဝနိုင်စေရမယ်နော်ဘာဂိမ်းလဲဆိုတော့ဒီနေရာမှာကအရက်ဖြူရယ်မုတ်ဖြူရယ်ပြီးတော့ခုနကအသားအဖြူရယ်နာမည်ကြီးရယ် โอเค အသားဖြူကတော့ကစားပြီးသွားပြီထားရတော့ ဟုတ်တယ် မုံဖြူရယ်အရက်ဖြူရယ်နှစ်ခုကျန်တယ် ဟုတ်တယ် အဲ့ဒီထဲမှာဘယ်ဂိမ်းကစားခြင်းလဲပြော မုံဖြူကိုကြိုက်တယ်မုံဖြူကိုအတွက်ကစားမယ်လေ ကစားမယ်လေရရလေကဲဒီတော့အဲ့မုံဖြူကစားဖို့အတွက်စုံစံစီလုပ်မယ်ခိုင်တဲ့သူကဝယ်ကျွေးရမယ်နော် လွယ်လွယ်လေးစုံစမ်းစစ်ကျမအရင်ကျွမ်းတယ်မကြောက်ဘူး โอเคတွေ့မယ်လေ ချက်ချင်းကစားမယ် โอเค ကဲ စုံ 1 2 3 ကျွန်တော်နိုင်တာမဟုတ်လားဝယ်ကျွေးမယ်ဝယ်ကျွေးမယ် ဝဲကြီးလာဝဲကြီးမုံဖြူမုံဖြူမုံဖြူစားတော့မယ် ချိန်နေဟူတော့မချိန်နေလုံးဝမချိန်နေဟူငါပဲရှုံးနေရမယ်တော့တော့ ကိုကြကကင်းစောတယ်ကင်းစောတယ်စောခိုင်းတယ်လေ ဟာနိုင်မလားဆိုပြီးဆော့ကြည့်ရလေလုံးဝမနိုင်ဘူးတည်းရဲ့မှာကန်ဆိုရင်တို့များနဲ့ကဲမစောနဲ့ ဝယ်ကျွေးမယ်လားဝယ်ကျွေးမယ် โอเคတူပြောလိုက်တာမုံဖြူတွေဝဲကျွေးလိုက် ဝယ်ကျွေးပြီရောစားနော်သူဝဲစားနေသူဝဲနိုင်နေရပဲဒီကလည်းတော့မကြွေးချင်ဘူးလားတော်ကိုနော်ဒီမှာကြည့်လုံးဝမကြွေးတာကြည့်တော်မကြွေးတာကြည့်ဝယ်စားမှာကောင်းဝယ်စားတော့မှာသိလားလုံးဝ နိုင်တော့သူ ဂိမ်းမစော့တော့ဘူးတော့ပြီဂိမ်းဆိုရင်ကျွန်တော်ပဲရှုံးနေရပြီတဲ့အတွက်ကျွန်တော်ပဲဝယ်ကျွေးနေရမှာကိုယ့်ကောင်ဝယ်စားတော့မယ် အရေးပြတော့ကင်းစမလေး အရက်ဖြူကဘယ်သူတောက်မှလဲပြော မစောညတော့ဘူးဟုတ်လား ဒါပေမဲ့ဒီရက်ဖြူကကြတော့ကျမ်းမာရေးအတွက်ရက်ဖြူနော်လုံးဝဟုတ်လို့မူတဲ့ရက်ဖြူမဟုတ်ဘူးနော် ဒါပေမဲ့မတောက်တော့မတောက်ရဲဘူးအရက်ကတော့မတောက်ဘူး သူညာပြောတော့သူမစောရဲဘူးโอเคစားပဲ